တုံနေတဲ့ပေါင်ရဲ့အစီတဖုံဖုံကြပြီးကြည်လေးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုသိချင်လားသိချင်နေဆိုရင်တော့ဒီဗီဒီယိုဆုံးထိကြည့်လိုက်ပါကျွန်တော် comment တွေမှာမင်းကလေးတွေတော်တော်များများပေါင်တုံနေလို့ဘယ်လိုချရမှာလဲဆိုပြီးလာမေးကြတယ်ဒီနေ့တော့တုံနေတဲ့ပေါင်ရဲ့အစီတွေကိုဘယ်လိုချရမှာဆိုပြပေးမယ်ကြစ်လက်အောင်ဘယ်လိုဆော့ပေးရမှာလဲဆိုပြပေးမယ်ခန္ဓာမှာရှိတဲ့အစီမှန်သမျှချရိနီလန်တူတူပဲပေါင်အတွက်ဒီ exercise တည်တဲ့လုပ်ပေးမယ်ဆိုတော့ကြမယ်ဆိုတာမရှိဘူးလက်မောင်းစီချရှင်နေဆိုတော့ဒီ exercise တွေကိုအတိအကျလုပ်ပြီးလက်မောင်းစီကြမယ်ဆိုတာမဟုတ်ဘူးပေါင်မှာရှိတဲ့အစီတွေကြဖို့အတွက်ဆိုရင်တော့ဝိတ်ချဖို့လိုတယ်ဝိတ်ကြတာများလာပြီဆိုရင်မျက်နှာစီလေးကြလာမယ်လက်မောင်းစီလေးကြလာမယ်ပါရစီလေးကြလာမယ် six packs ပိုင်းရနစ်ပေါ်လာမှာပေါ့ကွာပြန်ပေါင်အစီလေးကြလာမှာပဲအဓိကဝိတ်ချဖို့ပဲလိုတာပေါင်ကြစ်လေးဖြစ်ဖို့အတွက်ဆိုရင်တော့အစီချရုံနဲ့မပြီးဘူးကျွန်တော်တို့ exercise လုပ်ပေးဖို့လိုတယ်ဘယ်လိုဆော့ရမှာလဲဆိုတာဒီနေ့ပြပေးမယ်ဝိတ်ဘယ်လိုချရမှာလဲဆိုတာအတိအကျသိချင်တယ်ဆိုတော့ comment ထားပေးပါဗီဒီယိုတည်တဲ့နောက်တစ်ခါထပ်လုပ်ပေးမယ်ဒီနေ့ပြပေးမယ့် exercise တော့ weight လို့နှလုံးမေးလို့အပ်တာပထမဆုံး exercise အနေနဲ့ကျွန်တော်တို့ split squat ဆိုတဲ့ exercise လေးကိုလုပ်ကြမယ်အနောက်လေးကိုခြေထောက်လေးကိုခြေလှမ်းတစ်လှမ်းလောက်ဒီလိုလေးစုပ်ပေး weight တုံးကခံအောင်သားမကလည်းလူကမမက်လေးအရှေ့ဖက်ဒူးကိုကွေးမယ်အရှေ့ဖက်ဒူးကိုကွေးရတယ်လောက်ထိအနောက်ဖက်ဒူးကဂျမ်းပြင်ကိုရောက်တာနဲ့အပေါ်ပြန်တက်မယ်ဒီလိုလေးလုပ်မယ်ထားမယ်လုပ်မယ်ချမယ်တစ်ဖက်ချင်းစီလုပ်ပေးပါဘေဖက်လုပ်ပြရနဲ့ညာဖက်လုပ်မယ်ဒီ exercise ကိုလုပ်ဖို့အတွက်ဆိုရင်တော့ weight တုံးတော့မလုပ်အစားလုပ်တဲ့ချိန်မှာဆိုတော့ခန္ဓာ weight နဲ့လုပ်တာတော့မှတော်တော်လေးကိုတိုင်ပတ်တယ်ဆိုတော့ try ကြည့်လိုက်ပါဒီ exercise တအားကောင်းတယ်တအားလေးခက်တယ်ဒုတိယ exercise အနေနဲ့ပေါင်းနောက်ဖောက်ထိစေဖို့အတွက် Romanian deadlift လုပ်ပေးမယ် weight တုံးနဲ့တော့ကင်ထားပေးဒီလိုလေးကင်ထားပေးမယ်ခန္ဓာရှေ့မှာထားပေးချက်ချကိုပခုံးကြေလောက်ရက်ပေးနောက်ကျောလေးကိုဖြောင်းထားပေးတင်ပါးလေးကိုအနောက်ကိုပြစ်ဒီလိုလေးဝေးတုံးကအရှိတဲ့ကိုအောက်တဲ့ကိုချမယ်ခြေထောက်တိုင်းပဲချမယ်ဖြည်းဖြည်းလေးအောက်ထိချမယ်နောက်ကျော်လေးဖြောင်းထားပေါ်ပြန်တက်မယ်ဖြည်းဖြည်းလေးထိမ့်ပြီးအောက်ထိကိုချမယ်ပေါင်နောက်ဘက် muscle တွေဆွဲဆန့်ခံရတာကိုခံစားလိမ့်မယ်ဒီ exercise တင်ပါတော့လေတအားကောင်းတယ်ပေါင်နောက်ဘက် muscle တွေအတွက်လေတအားကောင်းတယ်တအားကို effective ဖြစ်တဲ့ exercise တစ်ခုဖြစ်တယ်ဒီ exercise ကိုစလုပ်တဲ့ချိန်မှာ technique မှန်အောင်ရင်လုပ်ပါဘယ်နှချိန်လုပ်နိုင်တာလဲဆိုတာအရေးမကြီးဘူး9ချိန်လုပ်နိုင်တယ်ဆိုတော့9ချိန်အတွင်းမှာလုပ်တဲ့နီလန်မှန်ကန်လုပ်ပေးဖို့လိုတယ်။ Tardiya exercise အနေနဲ့ walking lunges လုပ်ကြမယ်။နေရာတစ်နေရာထဲမှာပဲမလုပ်ဘဲနဲ့အရှိကိုလမ်းလျှောက်ပြီးသွားမှာပေါ့ဗျာ။ပထမဆုံး exercise လုပ်တဲ့နီလန်နဲ့ lunges လုပ်တဲ့နီလန်နဲ့တူတူပဲ။ lunges ကကျတော့အရှိကိုလမ်းလျှောက်ပြီးသွားမှာပေါ့။ကျွန်တော်ခုလုပ်သလိုပဲတနေရာကနေတနေရာကိုခြေလှမ်း15လှမ်းလောက်သွားပြီးအသွားပြန်လုပ်ပေးပါ။ဒီလိုလေး3ကြောလောက်လုပ်ပြီးသွားပြီဆိုတော့တော်တော်လေးကိုညောင်းသွားလိမ့်မယ်။နောက်ဆုံး exercise အနေနဲ့ကျမ်းမြေပေါ်မှာလဲမယ်ဒူးလေးကိုဒီလိုပုံစံမျိုးလေး꿰ထားပေးလက်နှစ်ဖက်စလုံးကိုကျမ်းပြင်ပေါ်မှာဒီလိုလေးဖိထားပေးတင်ပါးလေးကိုလေပေါ်ကိုဒီလိုလေးမြှောက်ပေးအောက်ထိပြန်ချမယ်ဒီလိုပြန်တက်ပေးဒီလိုလုပ်မယ်ဆိုရင်လုပ်ရတအားကိုလေးလိမ့်မယ်ပိုခက်အောင်လို့ခြေထောက်တစ်ဖက်ကိုဒီလိုလေးမပေးကြည့်ဒီလိုတက်မယ်အောက်ထိပြန်ချပေါ်ထိပြန်တက်ဒီလိုလေးလုပ်မယ်ဆိုရင်တော့အများကြီးပိုခက်ခဲလိမ့်မယ်လုပ်နေတဲ့အချိန်မှာတစ်ခါလေးကျွတ်တက်တယ်လို့ခံစားရလိမ့်မယ်အဲ့ဒါပေါင်နောက်ဖက်ကျွတ်တာတွေမြင့်နေလို့ကျွတ်တက်တော့မလို့ခံစားရတာစိတ်မပူနဲ့ရေမြင့်မြတ်တောက်တာကျွတ်တက်မှာမဟုတ်ဒီမြင့်ပြပေးထားတဲ့ exercise ၄ခုကို3ကြောစီလုပ်ပြီး15ချိန်နဲ့ချိန်20ဝန်းကျင်လောက်လုပ်မယ်ဆိုရင်တော့လုံလောက်ပါတယ်ဒီလောက်နဲ့ဆိုရင်တော့ပေါင်ကတုံသွားလိမ့်မယ်တော်တော်လေးကိုညောင်းသွားလိမ့်မယ်အခုပြပေးတဲ့ exercise တွေကအိမ်မှာပဲဖြစ်ဖြစ် gym မှာပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်လုပ်ရတဲ့ exercise တွေကိုပြထားပါတယ်gym မှာတီးတက်လုပ်လို့ရတဲ့ exercise ကိုသိချင်တယ်ဆိုရင်တော့ comment ထားပေးပါနောက်ထပ်ဗီဒီယိုတစ်ပုတ်ထပ်လုပ်ပေးမယ်ဗီဒီယိုတစ်ခုလုံးကိုအချင်းချုပ်ရမယ်ဆိုရင်တော့ပေါင်ကျက်လစ်ဖို့အတွက်ပေါင်သေးလာဖို့အတွက်အစီချရမယ်အဲ့ number 1ပဲအစီချလာရဲဆိုရင်တော့ပေါင်အစီလေးကျလာလိမ့်မယ်ပေါင်ကျက်လစ်ဖို့အတွက်ဆိုရင်တော့ exercise လေးလုပ်ပေးဖို့လိုတယ်ဒီနေ့ပြပေးတဲ့ exercise ၄ခုလုပ်မယ်ဆိုရင်တော့စတိုက်လုပ်မယ်လုံးဝမပြတ်မကွက်လုပ်မယ်ဆိုရင်တော့ပေါင်ကျက်လစ်လာလိမ့်မယ်